အားလုံးပဲမင်္ဂလာပါခင်ဗျာ ခုကတော့ကြိုက်လိုမျိုးမှရှိတယ်တောင်6တော်မှတည်ထားတဲ့ဘုရားစီတွေကိုတွားရောက်ဖူးမြော်ကြည့်ရှုမှာပဲဖြစ်ပါတယ်တောင်6တော်ကားနဲ့လေတွားလို့ရဒါပေမဲ့ကားအဖွဲလိုက်စီမှာပူခေါင်းမှာဆိုတော့ကားတော့မစီလိုက်ကျွန်တော်2ယောက်တည်းဆိုစိုက်ခဲ့ပြီးစီလိုက်စိုက်ခဲ့လေးတစ်ခါမှ2ယောက်တည်းမစီဘူးတော့လေတောင်တက်လမ်းတွေကိုဆိုင်က3ယောက်စီရဆိုတော့လေရှိမှမောင်းနေလူနေနည်းနည်းတော့အနေများတီရှားတော့ကိုင်းစီမှရမှာတကယ်တော့2ယောက်ပဲစီရပို့ကောင်းပါတယ်3ယောက်ကျတော့သူတောင်တက်လမ်းနေဆိုတော့တီရှားကိုင်းတာပို့ပြီးတော့တီရှားကိုင်းတာဟာပေါ့2ယောက်တည်းဆိုတာဆိုင်ငယ်မောင်းနေလူကြီးနောက်တစ်ယောက်လိုလိုလက်စီတို့ရရကွာရှတေးတောင်ကိုရောက်ပါတော့မယ်ရှတေးတောင်ပေါ်ကိုရောက်ပါပြီရသေးတောင်မှာကနောက်ကန်ရှုခင်းတွေကိုတေချာမြိုက်လိုက်ရအောင်ဆက်ဆောက်ကြီးကမှရောက်တာဆိုဘာလို့မှလည်းမသိပဲနဲ့အဲ့နာမှာခဏထိုင်နေရရသေးတောင်မှာတွေ့ရတဲ့အကောင်လေးပဲဖြစ်ပါတယ်သူတို့ကိုကျွေးစီရင်တော့ဝါတော့ကိုသွားကြရမုံလေးပါလေယူမိုင်းတော့ကျွေးလို့ရဒါမို့အဲ့နားမှာတော့ဆိုင်တော့ရှိတယ်အဲ့ဆိုင်မှာဝယ်ပြီးတော့လေကျွေးလို့ရအဲ့မူချိုတထုပ်ကို9000 6000လားမသိဘူးစိတ်တော့မသိတော့မမိပါအခုသွားနေတဲ့နေရာကတော့မြစိမ်းတောင်ပေါ်ကူပါဒီတောင်လေးပေါ်ရောက်ရင်လေဖျားရှုခုတွေပြီးတော့ရှုခင်းနေကြည့်ပြီးတော့ကိုပုံကိုရိုက်တယ်ဗီဒီယိုရိုက်တယ်အဲ့လိုပဲတမိုင်းနေကိုမင်းမိဘယ်ဘာလို့ဘယ်ဒီတောင်ဘယ်ဘာလို့ညာလို့ဆိုတာမသိဘူးကွာမင်းလည်းမင်းမိချိန်တီကိုဖျားဟိုဒါခဏရောက်ဖို့ပဲမယ်ဒီလိုနေရာလေးကိုတကားမှမရောက်ဘူးကိုမှပထမဆုံးချိန်လာဘူးလားပဲဒီလိုပထမဆုံးချိန်မှာကိုချဲရသူလေးနဲ့လာတော့ဘရောကောင်းသေးအမှန်တော့ဒီတောက်ချောင်းတောင်လာရင်လေအချိန်ပြီးတော့တေချာလေးပူးစီခြင်းနဲ့ပြီးတော့အပင်းနာပေါင်းခြင်းမှာရှေ့ရှုငင်းတော့တေချာလေးကြည့်သေးခြင်းဘာလို့ဆိုပုံမှန်နဲ့မတူကွာတောင်ပေါ်တွေမှာတည်ထားဆိုတောင်ပေါ်မှာဆိုတော့ရာသီဥတုကနေပူနေလေအေးနေရကွာနေပူနေလေအေးနေလို့ခံစားရတယ်ပုံမှန်တဲ့ဟိုဒီသွားတဲ့တောင်တက်တောင်စင်းလမ်းတစ်လျှောက်လုံးရောဖျားပေါ်မှာရောအများဆုံးတွေ့ရတာတော့ငကားရုပ်ပဲလမ်းနေမှာတွေ့ရတယ်ဖျားပေါ်မှာတွေ့ရတယ်အများကြီးပဲအခုသွားမယ့်နေရာကတော့ရွှေစွန်တောင်မှာရှိတယ်ဖျားကိုပါရွှေစွန်တောင်ပေါ်ရောက်ပါပြီခဏနေဘုရားပေါ်တက်ပါမယ်ဘုရားပေါ်တက်ပါပြီနောက်မှာတော့မင်းသမီးပေါ့ကျွန်တော်ကတော့ထင်းတဲ့အတိုင်းတွေးထားတဲ့အတိုင်းကင်မရာမန်လေးပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲဘုရားပေါ်ရောက်တာနဲ့ဘုရားဖူးမယ်ရှုခင်းနေလိုက်ကြည့်မယ်ပြီးတော့ပူနေရိုက်ကြမယ်ဒါပေမဲ့လုံးမြတ်တကွာဘုရားသမိုင်းမေးမိပါဦး
အဲ့တော့ဒီဖျားသမိုင်းလေးမသိပါဘူးခုတွေ့နေနေရာလေးကတော်တော်လေးကြည့်လို့ကောင်းတယ်တော်တော်လေးလာတယ်ကွာအိမ်နာနေကြည့်မသိရင်ကွာဖျားဖို့မဟုတ်ပဲလေတနေရာမှာတနေရာရောက်သွားလို့ပဲမှာရုပ်တည်နေနေဘူးရဲ့ကောက်ထိုင်နေပြီတကယ်တော့နေရောက်တဲ့မို့နောက်မှာအဖွဲလိုက်ကြည့်ပါသေးဆိုင်ကယ်5စီးနဲ့ဆိုင်က5စီး6စီးနဲ့လို့တစ်စီးမှ2ယောက်နဲ့ဆိုတော့12ယောက်13ယောက်လောက်ရှိမှာလာတဲ့လူတွေကကွာအဖွဲများရင်ဆိုင်ကယ်မများငားရမယ်ကွာအဲ့တော့ကားနဲ့တော့ပိုကောင်းတယ်ကားနဲ့လည်းပိုရလေရှိဆိုင်ကယ်နဲ့ကြောက်လို့2ယောက်ထဲသမားလို့3ယောက်4ယောက်လေးလာတဲ့လူတွေလို့ဆိုရင်လို့ဆိုင်ကယ်နဲ့သွားတာပိုကောင်းတယ်ဒီဆိုင်ကယ်ရလဲကွာသူတို့အဖွဲ့တွေကွာတိလာလို့တောင်ချောင်းတောင်လိုက်ဖို့ပေးနေတဲ့အဖွဲ့ခုနမှာတောင်တက်ကားစီးပြီးတော့ချိန်ချူတောင်မို့တက်လာတာကွာအခုကျတော့ဆိုင်ကယ်စီးပြီးတော့တခြားတောင်တွေပြန်တက်ရဆိုတော့နှစ်ခုဘိုက်ကမတူဘူးကွာတချို့တောင်ဆိုရင်ချိန်ချူတောင်တက်တော့မြင့်သေးရလို့ပြောတယ်ဘယ်တောင်လဲတော့မသိဘူးမမေးမိလို့အခုသွားမယ့်နေရာကတော့စင်းချန်တောင်ပေါ်မှာရှိတဲ့ဘုရားစီကိုပါစင်းချန်တောင်ပေါ်ရောက်ရှိပါပြီအခုတွေ့နေရတာကတော့ဘုရားစီကိုသွားတဲ့လမ်းမှာဘယ်ဘက်မှာရှိတဲ့ဘုရားကြီးကတော့ချွမ်ဘုရားကြီးလို့ပြောပါတယ်ဘယ်တော့တေးတာလဲဆိုတော့လည်းမသိပါဘူးမေးမိပါဘူးခုမြင်နေရတာတော့ချွမ်ဘုရားကြီးပြထားမှရှိတယ်နတ်ကုန်းလို့ပဲပြောရမလားဘယ်လိုပြောရမလဲမသိအမှန်တွေ့တဲ့အတိုင်းပဲပုံကူမျိုးစုံရှိပါတယ်ခုနကလိုညီအောင်ပြန်လျှောက်တာပဲဒါပေမဲ့ခုတခါတော့ဘလို့မအောင်မညီတော့ဒီဖျားကအမှရှိတဲ့တောင်ချောက်တောင်တွေထဲမှာအလားဆုံးနေရာလို့အလားဆုံးဖျားလို့ပြောလို့ရအလားဆုံးဆိုတာကလေကွာဘယ်လိုပြောရအမှရှိတဲ့တကားရုပ်ကြီးတွေအစဘယ်လိုတော်တော်လှတော့ကွာကြီးတွေပြီးတော့လက်ရရလေကြည်ရတော်တော်လှတယ်ပြီးသူမှဖျားတင်ထားတဲ့ဘဝလေးကိုတခြားတောင်တွေမှာလို့မဟုတ်ဘူးတခြားတောင်တွေမှာကြာလို့စီးနည်းနည်းတေးရအများကြီးကွာလို့ဟိုအဆူလိုက်ပြုံလိုက်လို့တဲတာကွာဒီမှာကျတော့အဲ့လိုမဟုတ်ဘူးအကျယ်ကြီးမှာမှအဲ့လိုဘုရားရဲ့အကြီးရုပ်ထုကြီးတစ်ခုနှစ်ခုအဲ့လိုပုံစံလေးတဲတာပြောအမှမြင်နေရတဲ့နောက်ခံရှုခင်းရလေတခြားတောင်နေထပ်ပို့ပြီးတော့ကွာကြည့်လို့ကောင်းတယ်ကြည့်လို့လှတယ်ပြောမှငကားယူကြည့်ရလဲမှာဟိုပတ်ထားတာကြီးရတယ်လုံးဝကြီးအသက်ဝင်ဟိုကွာကြီးမှာအကြီးယူမှာတော့အဝိုင်းပတ်ပြီးတော့တဲတာအခုမြင်နေရမယ့်နေရာကတောင်ချောင်းတောင်ထဲမှာမှအလားဆုံးနေရာလို့ပြောလို့ရတယ်အဲ့မှာတဲထားတဲ့အမှထားလိုက်မှငကားယူကြီးရောပြင်မှာရှိမင်းတို့လို့ခေါ်မလားအမှအဲ့အခြေနေရာအခြေကြီးရောပြီးနောက်ကမြင်နေရတယ်မှာတောင်းနေပြီးတိန်နေအကုန်လုံးကွာကြည့်လို့ရန်ကောင်းကြည့်လို့ရန်လာပြီးတော့တောင်းဖို့ဆိုတော့ရာသီဥတုကအေးနေအဲ့တော့ကြောင့်မို့အဲ့နေရာရမှဆိုအကျဲကြီးကွာသွားတာနည်းနည်းတော့လှမ်းနေဒါပေမဲ့လေရာသီဥတုကအေးနေတော့မောလို့မောမှမသိဘူးကွာသွားတာဖြစ်နိုင်ရင်အချိန်လေးယူပြီးတော့အေးစစ်စစ်လေးတဘာဝတရားကြီးကိုခံစားကြည့်စေခြင်းနဲ့ပြီးတော့အိမ်သားလေးကအိမ်သားမှမပေါ့ဘူးအဲ့သွားရဲတော့ရှောက်လုံးအားလို့အချိန်လေးတခြားယူပြီးတော့ကြည်လေးပို့ပြီးတော့တာရအလေးပို့ပြီးတော့ခံစားလို့ကောင်းလေးပဲအဲ့တော့ကြောင့်မိုးဆိုင်ကေသမားရလည်းဆောင်းပြီးတယ်ဘာမှမဖြစ်ဘူးကိုယ့်တော့ကိုအချိန်လေးအေးစီယူပြီးတော့ဒါသွားဖို့အချိန်ပေးချင်ပါတယ်အခုမြင်နေရတဲ့တရားလေးရလဲတပုံရိုင်းလို့လာတဲ့နေရာလေးတစ်ခုပဲ
အခုတွေ့နေရတဲ့ဂျပန်ဘုရားကတော့ခုနအတက်လမ်းမှာတွေ့ခဲ့တဲ့ဂျပန်ဘုရားအရှိပဲဖြစ်ပါတယ်တခြားလူတွေကိုစောင့်နေရောပြေမိုးနေလို့ခဏထိုင်နာနေရပါအမှန်တကယ်တော့လေတခြားလူတွေကိုစောင့်ရမလို့ပါဘူးအဲ့လိုဆိုင်ရခဲ့ရေးရလို့ကိုသွားခြင်းနဲ့ချိန်သွားပြီးရကွာဘာလို့ဆိုတော့တချို့ကြီးကျတော့၄ယောက်တစ်ဖွဲ့လာပေါ့ရှိရလေသူတို့ကျတော့နှစ်စီးသွားမှရဆိုအဲ့လိုနှစ်စီးရကြအောင်စောင့်တာပြဿနာမရှိဘူးမယ်နှစ်ယောက်ထဲသမားတော့ပါကြတော့စောင့်ကြမလို့ကွာကိုရီးယားမှာမိုးလို့ဒါမှခက်အရှိမှခဏလေးထိုင်ပြီးတော့ရှေ့တော့ပြီးတော့ထိုင်နေ那时候一个赛季，然后没拖那了，就是那个奶奶要么。啊，所以你美国啊，高还是啊，到后呀，那是因为的。开上来的。现在如果不能现在要没拖来开点多了，千万的大。ခုသွားမယ့်နေရာကတော့ဝိဇ္ဇာတောင်ပဲဖြစ်ပါတယ်ဘဝမှာလည်းစောကြီးမြင်နေနမရတဲ့ဝိဇ္ဇာတောင်ဆိုတော့ဒီတောင်ကဝိဇ္ဇာတွေနဲ့များသက်ဆိုင်နေမလားဘာညာဆိုတာလဲမသိပါဘူးပြီးတော့ဒီဝိဇ္ဇာတောင်မှာတတော်ရှိဘုံဘုံကြီးတစ်ပါးရှိပါတယ်ဘုံဘုံကြီးရဲ့တတော်က80ကျော်90ပတ်ဝန်းကျင်လောက်တော့ရှိပါပြီကိုယ်တိုင်ဝင်ဖူးလိုက်ပေမဲ့ဗီဒီယိုမြိုက်ခဲ့လိုက်ရပါဘူးပြီးတော့ဒီဝိဇ္ဇာတောင်မှာကရွှေတောင်နဲ့ငွေတောင်နဲ့ဆိုပြီးတော့နှစ်ဖက်ရှိတယ်အဲ့ဒါဘာလို့အဲ့လိုခေါ်ရလဲဆိုတော့မသိဘူးအခုသွားနေတာကတော့ရွှေတောင်ဘက်ပေါ့ဝိဇ္ဇာတောင်ကခြေပေမဲ့ကွာအဲ့လိုပေါက်နေတဲ့မြက်ပင်ရိုင်းကြီးရောအဲ့လိုခြုံနေရောပြီးတော့တစ်ပင်နေရောပြီးတော့အမှရှိနေတဲ့ဥတရားလဲကွာလေကားတွေရောဘုရားရှင်မြင်တော်များစွာဟိုကြွေပြားတွေပိုင်းညာမရှိဘူးကွာအဲ့တော့ရှင်ကြီးတွေတက်နေအဲ့မြင်ငွေနေအကြောင်းရောမသိရင်ဒီနေရာရလို့ကျဲပေမဲ့ကွာမသိရင်လို့ချောင်းနေရောက်နေလို့တော့လေးတွေရောက်နေလို့ဘာလို့ညာလို့ခံစားပြီးတော့နေရာတွေကအကုန်လုံးကတောင်ပေါ်တွေမှာပဲဆိုတော့လေရွာကြီးဥတူရောမြင်ဝင်းနေရအောင်အကုန်လုံးကတာယာချက်ပဲလေကားတွေကတော့အများကြီးပဲအသက်ရှင်ရတော့တောက်လျှောက်ကိုလုံနေရတက်လိုက်ဆင်းလိုက်နေတနေရာနဲ့တနေရာမှာအဲ့တော့ရှေးဘူးလေးဆောင်ထားဖို့အကြံပေးချင်ပါတယ်အခုဒါကတော့ငွေတောင်ဘက်ကိုတက်နေတာပါဒီနေရာတွေကလေလာရဲ့လူမရှိသလောက်ပဲနေတယ်အဲ့လိုတနေ့ကိုရှိမယ်ဆိုရင်လူလုံးမှာ10ယောက်15ယောက်အဲ့လိုဖွဲလိုက်လေငါကဲကြီး group နဲ့တွားကြအဲ့လိုပုံလေးပဲရှိရကွာတခြားလာလေလို့လာဖို့ရလူကြီးမရှိသလောက်ပဲတကယ်တော့လေဖြစ်နိုင်ရင်လာကြည့်စေခြင်းနဲ့လာဖို့စေခြင်းနဲ့ဖရားကြီးကိုပြီးတော့ရှုခင်းတွေကိုလာရောက်ခန်းစားစေခြင်းနဲ့ကိုယ်လုံးကအတက်တွေကြီးပဲပြီးတော့ slide ပို့ပေးတဲ့ဆိုင်ကယ်ကလေးသမားတွေကလေသဘောကောင်းတယ်ကွာစိတ်ရှိတယ်ဘယ်လိုလဲဆိုတော့အေးစေးအချင်းယူတော့ရရတပုံးနဲ့ရိုက်ဆက်ရှိရအေးစေးဖူးဆက်ရှိရလိုက်ဖူးအဲ့လိုမျိုးပဲကွာကိုယ်လုံးကပြောတယ်ကွာဒီနေရာလေးဆိုမသိရတော့အုပ်လေးတွေရောက်သွားလို့ပဲတော့ထဲမှာပြားတည်ထားပုံစံဘယ်သူမှလည်းမရှိဘူးကွာအမှရှိရပြောလို့လာခုနကတော့ဆိုင်ကနေလာရလူတွေလောက်ပဲရှိရတခြားဘယ်သူမှလည်းမရှိဘူး
အခုရောက်ရှိနေတာကတော့စမတောင်ပဲဖြစ်ပါတယ်စမတောင်ဆိုတာကဘာလို့စမတောင်လို့ခေါ်ပါလဲဘာညာတာရကဆိုတာလည်းမသိပါဘူးအခုမြင်နေရတော့ရွှေနဂါးမြေတော်နဲ့မြာစီရှိမယ်ဖြစ်ပါတယ်ဒီစမတောင်ကခုနကဆင်းရဲနောင်ပြီးရင်နေရာကျဲဆုံးလို့ခံစားရတယ်ပြီးတော့ဒီပေါ်မှာမြင်နေရတယ်တည်ထားတဲ့ဘုရားစီတွေကလည်းပို့ပြီးတော့ဒီဆင်းရဲနောင်ပြီးရင်ဒုတိယလက်ရအမြောက်ဆုံးလို့ခံစားမိတယ်မြင်တွေ့နေရတော့ငကားရုပ်တရားများတယ်နော်အဲ့တော့ဒီနေရာတွေအလို့ငကားတို့ဘာတို့နဲ့လိုမျိုးဆက်နေမှုရှိနေမလားဘာညာပေါ့ဒါပေမဲ့လေဘာမှတော့တခြားမသိခဲ့ပါဘူးမမီးခဲ့လို့ပြောခုမြင်နေရသူလားအကျယ်ကြီးပဲအနောက်မှာမြင်နေရတဲ့တောင်ကြီးရဲ့ရှုခင်းနေရတယ်ကြည့်လို့အိမ်မတန်းမှာလှပြီးတော့ရာသီဥတုကလည်းအေးနေရဆိုတော့ကွာတာယာအေးချမ်းနေရလေးတစ်ခုရောက်ရှိနေအောင်ဒီကောင်လေးနှစ်ကောင်ကတော့အကျောင်းမှာရှိတဲ့ကောင်လေးတွေပဲဖြစ်ပါတယ်သူတို့နှစ်ကောင်ကထူးကြတာရောက်တော့အတကုံနေအောင်မသိလားဆွဲမလို့နဲ့ပြီးပြီးတော့အမှရှိရဲ့ဦးလေးပြောတာသူကလို့ကြူတာတဲ့ဟုတ်တော့လေဟုတ်မှာပေါ့ပေါ်ရရရောပြေးလိုက်ဘာမှလည်းမလုပ်ပြေခုတွေ့တဲ့အတိုင်းပဲဘုရားပေါ်တက်တဲ့ရှင်တောက်လျှောက်အဲ့နှကောင်ပြီးနေမှာလိုက်ဒီစမတောင်မှာကဝိဇ္ဇတောင်ပေါ်မှာလို့ပဲအဲ့လိုဘုရားစီတွေတည်ထားတာကလို့အဲ့လိုအများကြီးกว่าဒီလားလို့တတိလေးတွေရောနည်းနည်းကြည့်ရရောတော့အများကြီးမှလို့ဆိုလိုက်ပြုံးလာလိုမျိုးကြီးတည်ထားဆိုတော့သူတို့နှစ်ခုအဲ့စမတောင်နဲ့ဝိဇ္ဇတောင်ကနည်းနည်းဆင်တူရလို့ပြောလို့ရတယ်ဒါပြီးရင်တော့ရေတကုံသွားဖို့ပဲကျန်တော့တယ်ခုကတော့ရေတကုံဆင်းမှာပဲဖြစ်ပါတယ်ရေတကုံဆင်းရတာအစတော့လीပြောဖို့ကောင်းမယ်လို့ထင်တာခဲ့ဒါပေမဲ့လည်းမထင်မှတ်တာဖြစ်သွားတော့သွားတယ်ရေတကုံကြီးကပြောဖို့မကောင်းတော့ရေတကုံကိုလည်းမရောက်ဖြစ်ဘူးရေတကုံမရောက်ဖြစ်ဆိုတော့ဟိုအောက်ထိမရောက်ဖြစ်တာပေါ့အမှန်တကယ်တော့ကိုရီးယားရေစောဖို့လည်းစာရစိတ်ကူးမရှိပါဘူးအားလည်းတော်ရလို့ပြောရမယ်ဒီလိုပဲအောက်ဆင်းပြီးတော့ဓမ္မလေးပါလေးရိုက်ဒီဓမ္မလေးပါလေးကြည့်ပြီးတော့ပြန်တက်လာအဲ့လောက်ပဲလုပ်ဖို့စာရစဉ်းစားထားတာပါပြီးတော့မှတို့ကစိတ်ကြီးတမန်ရပြောလိုက်တယ်အယောက်ကဆိုင်စီးကြည့်ရတဲ့အဲ့တော့ဘာမှမဝယ်ခဲ့လို့မသိလိုက်ဘူးသူပြောတော့ဖြစ်နိုင်လောက်တယ်အယောက်ကဆိုင်နေစီးကြည့်မဲ့ပုံစီးကြည့်သွားလို့မတရားကြီးစီးစွတ်တင်ထားတာကွာအဲ့ဒါမျိုးပြောတာတချို့လူတွေမှရေဆိုပြီးတော့ပြန်တက်လာတာတွေ့တယ်အဲ့လိုကြောင့်လည်းပြောကြကောင်းမယ်အဲ့လိုရေးဆိုပြီးတော့လို့ပြန်တက်ရင်ကွာလို့မောပြီးတော့ပြင်မနိုင်ရင်ကြောက်မကန်စားခြင်းအဲကြောင့်မို့လို့ရေမစောတာမှန်ပြထားတဲ့အတိုင်းပဲအဲ့ဒီကကြီးကတော်တော်ချောပါတယ်ပြီးအဲ့ဒီကကြီးစတိလေကကြီးပေါ့စတိလေကပေါ့မှာအဲ့လိုရေတွေကလို့စိုးနေရလို့နင်းလိုက်နေအဲ့အောက်ကိုဆင်းနေမချောကချောလဲဘောကရခိုင်တော့ပုံများတယ်ဒီလိုလက်နက်ဖက်လို့ဘေးကိုကင်နာမှာအဆင်ပြေမှာကွာအဲ့အောင်မတွေ့ရမလားရှိတယ်ကောင်အမှအဲ့အောက်ထိသွားမှာအဲ့အောက်ထိသွားပြီးမှအဲ့ဒီရေရဲဆင်းပြီးမှလူစောကြမှာကွာအဲ့အောင်မှာကိုရီးယားအဲ့အောက်ထိမစင်းမနဲ့ခုနနာမှာပဲတပ်ပုံရိုက်ပြီးပြန်တက်လာဘာလို့ဆိုတော့ကျွန်တော်ချော်လဲသွားလို့ချော်လဲသွားတာဟိုမှာလုံးဝယူချေးလို့လက်လို့ကြီးကွာ9စင်းလောက်ချော်အဲ့ဒါဟိုမှာတော်သေးတယ်လက်တစ်ဖက်ကကင်တာလက်တန်းကိုကင်တာမြဲသွားလို့မြဲဥသာဆိုရင်ကျွန်တော်ရှေ့ကကျွန်တော်မိမအောင်အဲ့ဟိုအောက်ဒီရေတကွန်ဒီလုံးဝဆင်းညာလို့ပဲနဲ့ကွက်တီရောက်အောင်အဲ့ချော်လဲချင်ရစားပြီးတော့အမှကင်မရာမကင်ရတော့ခုနတက်နေတော့ခုနပြန်တက်တဲ့အချိန်မှာတော့မိုက်စတေးလေးကားတွေကိုဘေးအောင်ညာကိုတခြားကိုင်းတစ်စင်ကြီးတတိနဲ့တက်အ
အမှကျွန်တော်မိမကင်မရာပေးလိုက်ပါမှာသူကတော့နာမချောလေးကို EC ပဲသူကသူရှမ်းနေကင်မရာလေးကင်ပြီးတောက်ပါကိုအောင်တော့ကနေပြီးတော့စမပြီးတော့ဟိုကနေလာလူကင်မရာကင်ပြီးတော့သွားတယ်ဟုတ်လေနာပြကြဝါးကြီးကတော့ကြောက်ဖို့လည်းမကောင်းရှော့ကနေပဲကိုကတော့ရှိတဲ့ကောင်ပေါ်ပတ်မှာရှိတဲ့ဆိုင်တစ်ဆိုင်မှာရှည်လေးပါလေးတောက်ပြီးခဏနားနေရပဲဖြစ်ပါတယ်ပြီးရင်တော့ဆိုင်ကယ်စီးပြီးတော့ကျိုက်တီကိုတောင်းပြန်မှာပဲဖြစ်ပါတယ်ဒါကရှိတဲ့ကောင်အရပေါ်ပတ်မှာပဲရှိတယ်ပန်းချန်ထဲမှာရှိတဲ့ဟာပါဘာရမဟုတ်လို့ပဲဝင်ရိုက်လိုက်တာပြီးရင်ဆိုင်ကယ်ကနိုင်ဝက်လောက်ပြန်စီရကျိတ်ထူတောင်မပြန်အောင်ကိုညနေ9:22 မိနစ်မှာကျိတ်ထူတောင်မပြန်အောင်ပါတယ်သွားတာကနေ့လေ9 နာရီအစားထွက်တာဆိုတော့3 နာရီကျော်လောက်ပဲကြာလိုက်ဒါကျွန်တော်တို့သွားတာမြင်နေလို့ပြောရမယ်မှန်ဆိုရင်ဒီထက်ပိုပြီးတော့ချင်းကြကြလေးယူစီချင်တာအဲ့ဒါမှသွားတဲ့နေရာရဲ့အလားပါရောပုံမှန်တရံလေးရောပုံနေရောတေးချကွာချိန်ယူပြီးတော့ရိုက်လို့ရမှာဟိုတယ်တို့ပြန်လည်ရောက်ရှိပါပြီဘရုံတော်လေးလိုက်ပြပါမယ်ချိုက်ရဟိုတယ်ကတဲရတော့မဆိုးပါဘူးသူကတောင်ပေါ်မှာပဲရှိရဆိုပြင်ရတဲ့ညီငွေကပို့ပြီးတော့မိုက်တယ်ကွာပြီးတော့လို့ဗရန်နာပါတဲ့အခန်းအဲ့တောင်ပေါ်မြင်ရတဲ့ပချံကိုယူလာဆိုတော့ခန်းထဲကထွက်လိုက်တာနဲ့လုံးဝမြင်ငွေရရှယ်မိုက်အခန်းဘွားကိုရောက်ပါပြီခုမြင်တွေ့နေရတာတော့ကျွန်တော်ရဲ့အိမ်သာခန်းလေးပါခုဆက်လက်ပြီးတော့ကြည့်ရှုရမှာကတော့ခန်းတကားကိုဖွင့်လိုက်တာနဲ့မြင်ရမယ်မြင်ကွင်းပဲဖြစ်ပါတယ်အားလုံးပဲမောပြေးလိုက်ပါဦးမယ်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်